ငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြောက်ဘူးရွာမှာဟောဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးအေးငါထင်တယ်ရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဟိုဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးဒါပေမဲ့ဟိုမင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ်မာတာကွာဘာဖြစ်လို့တည်သွားတာလဲမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့အဲစပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲစပက်ကြီးကိုမီးနဲ့ရှို့တယ်အနေနဲ့မဟုတ်ဟိုစပက်ကြီးကိုမီးနဲ့ရှို့ရတာအောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲဘာရင်လို့မဟုတ်ပါဘူးကွာဟိုမင်းညမလေးအရက်သမားထွန်းနိုင်နဲ့လိုက်ပြေးတဲ့ကိစ္စဟာဘာညီမလင်းလောက်လိုက်သွားပြီနေစမ်းအောင်ဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင်မင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာပြောလို့မရတော့ဘူးဆိုတော့နေစမ်းအောင်ဟိုသူတို့ကဟိုအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွားအမလေးကအမေပါသွားတယ်ဟုတ်တယ်ဆိုမေးနေပြီပေါ့အမလေးဗျာအမေရဲ့အမေရဲ့အမလေးအမေတရားတော့သားတရားမသိလဲရပါလားအမေရဲ့မင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဗျအာဟုတ်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲမင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကြပါဟင်မင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေအမလေးဗျာအမလေးဗျာအမေကသေတယ်အဖေကယူတယ်အကူကထောင်ကြနေတယ်အဲ့ဒါကထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချင်းနေဖြစ်မလားကွာစိတ်ကိုတီတီငင်ငင်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တည်ပါတီညီနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်နေတဲ့တရားရှင်ကြီးအမလေးမင်းခနဲ့ရှိမယ်ငါခနဲ့မရှိသေးဘူးတကယ်ကြီးရဲ့ငါရှင်ထဲမှာပူနေပြီကဲပြောစမ်းပါဦးဒါဆိုရင်ဟိုငါညီလေးတွေညီမလေးတွေရောရင်ဘယ်လိုလဲပြောအောင်ကွာသူတို့ကအေးဆေးပါပဲအမလေးတော်ပါသေးရဲ့တော်ပါသေးရဲ့အကြီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလားအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာအဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ပြန်ပြီတော့ပါဦးသူတို့တကကူစရာမလိုပါဘူးကွာစိတ်အေးထားလိုက်တော့နော်စိတ်အေးထားတာပါမင်းအမလေးခုမှပဲရှင်နေအေးတော်တယ်တကယ်ကြီးပြောစမ်းပါဦးသူတို့တရွာလုံးကတနာနေတော့အေးဗောသူတို့ကလည်းရွာထဲမှာလှက်ပါတောင်ရန်စားတော့ရွာတွေကထမင်းညဟင်းညလေးတွေပေးလိုက်ကြတာပါပဲကွာအမလေးဟာဒါဆိုကဲဒီမှာတလုံးစားပြီ